ကိုပဲခုံချလိုက်ပါတယ်။သူ့မိကပေးတဲ့လေဝေမှာတော့ကြောင်းနေပါတယ်။အဲ့ဒီအချိန်မှာရွာကသူထေးတယောက်ရှာရလား ရှာရဘလို့ဒီမှာဖဲရှိရတတ်တာကြာမယ်အဲ့တော့တိရော ကျောက်တော့ဆိုင်မှာလေးလေစား ဆရာကြီးဆရာလည်းကျွန်တော်တကူမှလည်းမတူ ဝယ်လာရဲ့ဟာချက်ပြီးွားနေတာကွာ ဒီကိစ္စကိုနည်းနည်းဆောတယ် စားစားရင်ခင်းထဲမှာဒီတော့တစ်ချောင်းကိုတယောက်ယောက်ကစတင်သိရှိခဲ့တယ်နောက်ထပ်မျိုးသားတစ်ယောက်ကလည်း ဆရာတို့ဆရာတို့တူရတယ် အဲ့ဒါလူသားရဲ့တရားဖြစ်နေတာပါအဲ့ဒီအချိန်မှာပဲလူတွေကလူသားကိုစားနေပြီဆိုတာသိသွားကြပြီးစားတော့ဆိုင်တွေကကျောင်းသားတွေအားလုံးလူတက်တဲ့နဲ့ထိလက်တုံးလို့ကုန်ကြတယ်ခြေတစ်ခွက်ကစားတော့ဆိုင်ကိုချက်ချင်းရောက်လာခဲ့တယ်တာဝကြီးတွေထဲမှာတော့ခင်းရည်တွေအများကြီးကျန်နေသေးတယ်ဒီလူကတိတ်ဆိတ်လူသားတို့ဖြစ်ချောင်းဒီပြုခဲ့တယ် ဒီမှာမသိဘူးအဲ့ပါလားစိတ်မကောင်းတာမသိဘူးရှာမယ်ရှာမယ်တခုတော့တွေ့လိုက်တယ်မကောင်းဘူးမင်္ဂလာတွေ့လားအော်မတွေ့လေမရအေးဆုံးဆုံးဟာရှေ့မကြီးဟာအာဟေးကိုပြပြောအဲ့ကိုပြပြောအဲ့ဘလို့တူအောင်ဟာကိုပြပြောအဲ့ဘယ်ပြင်ကြီးကိုပြတဲ့ရောဘာဖြစ်နေအောင်ဟာဘာဖြစ်နေအောင်ဟာ拜拜。